လေတော်စင်မှာဘာဖြစ်လို့ဂီယာတွေအများရှိရလဲကားတွေမှာဆိုပုံမှန်9ချက်6ချက်လောက်ပဲရှိတတ်ကြတယ်ခေါ်စစ်တွေမှာ10ချက်12ချက်24ချက်တွေကိုရှိတယ်အဲ့ဒါသတိထားမိလားဒီကဂီယာတွေအများကြီးပါတဲ့အကြောင်းရင်းကလေတော်ဆက်ကလမ်းမတင်မဟုတ်ဘူးလေထဲမှာထော်ရထိုင်ဆွဲရမယ်နော်ရုံးရမယ်ဒီကအဲ့ဒါအတွက်ကြောင့်မဟုတ်ဂီယာတွေအများကြီးထည့်ပေးတာလေတော်ဆက်မှာဒီကသုံးမျိုးလားဂီယာ2မျိုးပဲရှိတယ်လုံးနဲ့ height ပဲရှိတယ် height ဂီယာလည်းကြတော့အချိန်များပေမဲ့ဆွဲရသေးမယ်ကောင် long ဂီယာတွေကအချိန်နည်းပေမဲ့ဆွဲရကောင်းတယ်ဒါကြောင့်ကိုအသုံးပြုချင်တဲ့အမျိုးအစားပုံပုံတည်ပြီးတော့ဂီယာကိုပြောင်းပြီးအသုံးပြုရတာမျိုးပါနောက်ဗီဒီယိုတွေမှာ low ဂီယာနဲ့ high ဂီယာဘာကွာလဲဆိုတော့အသေးချာရှင်းပြပေးတော့မလို့ကျွန်တော်ရဲ့တော်စစ် channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်